ငှက်ကလေးကအဲ့ဒီဥကိုချုပ်ထဲတုံးချလိုက်တယ်ဥခွန်ကွဲသွားပြီးဥအရေတွေမြေပေါ်ပြန်ကျဲကုန်တယ်ဒါဟာသူ့မွေးချင်းပထမဆုံးလုပ်လိုက်တဲ့အလုပ်ပဲအမိငါပြန်ရောက်လာတယ်ပါဇက်ထဲမှာပိုးကောင်လေးကြိုက်လာတယ်သူဟာမြေပေါ်ကအလောင်းကိုမကြည့်ခဲ့ဘူးအဲ့ဒီအစားလူသက်သမားငှက်ကလေးရဲ့ပါဇက်ထဲကိုပိုးကောင်ကျွေလိုက်တယ်လူသက်သမားကအော်လေအမေကပိုးပြီးအားတက်တယ်ကျွေလိုက်တယ်အတောင်ပန်လေးစုံအောင်မပေါက်ခင်ပါလေဒီအိုးအိုငှက်ကလေးရဲ့ကိုယ်ထဲကသူ့ကမေထက်3ဆပိုကြီးနေပြီအမိငှက်ဟာအင်းအောတွေကုန်ခန်းသွားခဲ့တယ်သူပင်ပန်းလုံးလိုသွေးအံပြီးအတောင်ပန်းတွေကျိုးသွားတယ်နောက်ဆုံးတော့အတိုက်နားမှာပဲငှက်ခဲ့ပြီးတေဆုံးသွားခဲ့တယ်အဲ့ဒီကလေးကြီးကတော့သူ့ကမေရဲ့အလောင်းကိုနင်းပြီးကောင်းငင်ငယ်စီပြန်တန်းသွားခဲ့တယ်ဒါဟာတဘာဝလောကရဲ့ရက်ဆက်လာတဲ့အတိုက်ကျူးကျော်မှုပဲမင်းရဲ့ကျင်နာမှုမှာအသွားလေးတော့ပါဖို့လိုတယ်ကာကွယ်နိုင်စွမ်းရှိရမယ်မင်းဘေးနားမှာရှိတဲ့လူတွေကိုကြည့်လိုက်ပါအမြဲတမ်းတောင်းဆိုနေတတ်တဲ့ကလေးစိုးအဖော်တွေပတ်စံချီးပြီးမဆက်တဲ့ညီကိုဆိုသူတွေအခွင့်အရေးပေးလေပို့လုပ်လေဖြစ်တဲ့သွေးဆူဖို့ကောင်ဆွေမျိုးတွေမင်းကကို့သားကိုလှီးပြီးတင်းငတ်ကိုကျွေးရင်ကျေးဇူးတင်မယ်ထင်နေလားမားတယ်မင်းကျွေးမွေးပြုစုနေတာကျေးဇူးရှင်မဟုတ်ဘူးအချိန်တန်ရင်မင်းကိုပြန်စားမယ်ကျေးဇူးခန်းနဲ့ဝင်လို့ပဲအဲ့ဒီလိုအကိုက်ထက်အလုံးတနာတတ်တာတွေကိုရက်လိုက်ပါစိတ်အေးထားပြီးပိုးကောင်ကိုကို့အတွက်ပဲတင်းထားပါလူသက်သမားကို6ထဲကန်ချလိုက်ပါ